မင်္ဂလာပါ TCC ရဲ့ Camera Basis Online သင်တန်းလေးကနေကြိုဆိုလိုက်ပါတယ်သင်တန်းတရားဖြစ်တဲ့အတွက်အများကြီးဝမ်းသာပါတယ်ကျွန်တော်တို့ဒီနေ့မှာ Day 1အနေနဲ့ပေါ်ပွားဖြစ်တဲ့ Typing သင်ခန်းစာလေးကနေစပြီးတော့လေ့လာအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်သင်ခန်းစာလေးစပြီးတော့ကြည့်ကြည့်အောင်ပါအဲ့တော့ Typing လေးမရိုက်ခင်ကျွန်တော် mouse ကင်တာလေးလွဲမှာဆိုလို့ mouse ကင်တဲ့ပုံစံလေးနည်းနည်းလောက်ပြောပြချင်ပါတယ်ဒါတော့တချို့တော်များတော့ mouse ကင်ကြမယ်လို့တော့ထင်တယ်တကယ်လို့မကင်တတ်သေးဘူးဆိုရင်ကျွန်တော်ဒီဟာလေးနည်းနည်းလေးကြည့်ပေးပါနော် mouse တစ်လုံးမှာဆိုရင်ကျွန်တော်တို့ left click နဲ့ right click ဆိုပြီးတော့နှစ်ခုရှိမယ် big click ရဲ့ညာ click ရပေါ့နော်ပုံမှန် click နှိပ်ပါလို့ပြောရင်ဘယ်ဘက်က click လေးနှိပ်မယ်ညာ click နှိပ်ပါ right click နှိပ်ပါလို့ပြောရင်တော့ဒီဘက်ကညာဘက်က click လေးနှိပ်မယ်နော်အလေကောင်ကဘိန်းလုံးလေးကိုတော့ screw wheel လို့ပြောပါတယ်နောက်ပိုင်းကျွန်တော်တို့ဒီ screw ဆွဲကြည့်တဲ့အခါမျိုးဆိုဒါလေးတွေသုံးမယ် okay click နှိပ်ပါလို့ပြောရင် left click နှိပ်မယ် double click လို့ပြောရင်လည်းကျွန်တော်နှစ်ချက်နှိပ်ခိုင်းတာဖြစ်တဲ့အတွက်ဒီဘယ်ဘက် click ကိုပဲနှစ်ချက်နှိပ်ပေးပါမယ်ညာ click လို့တည်တံ့ပြောမှ right click လို့တည်တံ့ပြောမှညာဘက်က click လေးကိုနှိပ်ပါမယ်နော် mouse ကင်တဲ့ပုံစံလေးကဒီလိုလေးလက်မနဲ့လက်တကြွယ်လေးနဲ့တင်ကိုင်လက်ညှိုးလက်ကလေးလေးကတင်ပေးပါနော်လက်မလက်တကြွယ်လေးထိလက်ညှိုးလက်ကလေးလေးကတင်တာပြီးတော့ပုံမှန် click နှိပ်ပါလို့ပြောရဲဆိုရင်ဒါလေးကိုနှိပ်ခိုင်းတာလက်ညှိုးလေးနဲ့နှိပ်ခိုင်းတာနော်ပြီးတော့ right click ဆိုရင်လက်တချို့မှားတတ်တာကလေright click ကိုလည်းလက်ညှိုးနဲ့လာနှိပ်တတ်တာရှိတယ်နော်တချို့လက်ညှိုးနဲ့လာနှိပ်တယ်ဆိုရင်လွဲတယ်ဘာနဲ့ပဲနှိပ်ရမလဲဆိုရင်လက်ကလေးလေးနဲ့ပဲနှိပ်ပြီးမယ်နော်ညာ click ဆိုရင်လက်ကလေးနဲ့နှိပ်ပါဘယ် click ဆိုရင်လက်ညှိုးနဲ့နှိပ်ပါဘိန်းလုံး screw ဘိန်းလုံးလေးကိုတော့ကျွန်တော်တို့လက်ညှိုးလေးသုံးပါမယ်နော်လက်ညှိုးလေးကိုသုံးပြီးတော့ဘိန်းလုံးလေးလိမ့်ပါမယ်ခုတော့ဆိုတော့ဒီဘိန်းလုံးလေးကသုံးစရာမလိုသေးပါဘူးနော်အဓိကကကျွန်တော်တို့ mouse ကင်တဲ့အခါမှာmouse ရွှေ့တဲ့အခါမှာလက်ကဝိရဲ့အရှေ့ပိုင်းလေးပဲဆွဲရွှေ့မယ်ဒီ area လေးရဲ့အရှေ့ပိုင်းလေးပဲနော်ဒီလိုလေးပဲဆွဲရွှေ့မယ်လက်ကြီးတစ်ချောင်းလုံးကျွန်တော်တို့ပင်ညာရွှေ့တဲ့အခါအခုဒီမှာ pointer လေးလေဒီ pointer လေးပင်ညာရွှေ့တဲ့အခါလက်ကြီးတစ်ချောင်းလုံးပေါ့နော်တထောင်ရဲ့ရှေ့ကလက်ကြီးတထောင်စစ်တစ်ခုလုံးလက်တစ်ချောင်းလုံးကိုဟိုပင်ညာကြီးမရွှေ့ပဲနဲ့လက်ကဝိအရှေ့ပိုင်းလေးကိုပဲသွားပြီးတော့ရွှေ့ပေးပါမယ်ပင်ညာလေးရွှေ့ပါမယ်နော်အပေါ်ဆိုလည်းတူတူပဲလက်ကဝိရဲ့အရှေ့ပိုင်းလေးပဲအပေါ်အောင်လေးသွားပြီးတော့ဆွဲရွှေ့ပြီးတော့သုံးပါမယ်ဒီလိုကြီးလက်ကြီးတွေကွေးမပြစ်ဘူးလက်ကြီးကိုစောင်းပြီးတော့မသုံးပုံမှန်အမြဲတမ်း mouse ကင်တွေကလက်ကအတိတ်လေးပဲဖြစ်နေရပါမယ်နော်ဒါလေးက mouse ကင်တဲ့ပုံစံအမှားလေးနော်ဒီလိုကြီးစောင်းမကင်ထားဘူးတခါကျတော့ကင်နေနဲ့တတိမထားမိပဲဒီလိုကြီးစောင်းနေရမျိုးရှိတတ်တယ်တတိလေးထားပြီးတော့ဒီလိုပုံစံမျိုးလေးပဲပြန်ပြပေးမယ်နော်နေ့တွေကဟိုလက်ညှိုးနဲ့ဒီဘက်ကိုသွားမနေရအောင်ဒီလိုကြီးစောင်းမနေရအောင်လက်ညှိုးလက်ကလေးလေးရတင်ဒီပုံစံတိုင်းလေးပဲသွားပေးရပါတယ်ဒီပုံစံလေးပဲကင်မယ် okay အဲ့တော့ဒီသဘောတရားလေးသိသွားပြီဆိုရင်ကျွန်တော်တို့ typing သင်ခန်းစာလေးစပါမယ်နော်ဒီလိုကိုက mouse ကင်တာလေးနည်းနည်းလွဲနေရဆိုရင်တတိလေးထားပြီးတော့ကင်ပေးပါတတိလေးထားပြီးတော့ back click ညာ click လက်ညှိုးလက်ကလေးလက်မလက်ကျွဲဒီလိုလေးတင်ပြီးတော့ကင်ပေးပါ okay ရပြီနော်ဒါဆိုကျွန်တော်တို့ typing လေးစရအောင် typing စဖို့အတွက် software လိုပါတယ်ကျွန်တော်တို့ဒီသင်ခန်းစာလေးမှာ type faster ဆိုတဲ့ software လေးသုံးပါမယ်နော်အင်္ဂလိပ်စာ typing ရိုက်လို့ရတဲ့ software တွေအများကြီးပဲရှိတယ်တခြားသင်တန်းတစ်ခုနဲ့တစ်ခုလည်းသုံးပြတဲ့ software လေးတွေကတူမှာမဟုတ်ဘူးကျွန်တော်တို့သင်တန်းမှာတော့ type faster ဆိုတဲ့ software လေးနဲ့သင်ပါမယ်ဒါလေးကဟို software လေးကရိုးရိုးရှင်းရှင်းလေးနဲ့ပြီးသွားရင်ဟိုလေ့ကျင့်ရတာနည်းနည်းလေးမြန်တယ်ဒါလေးဒီသူ့ထဲမှာပါတဲ့ lesson လေးတွေရိုက်လိုက်ရင်အကုန်လုံးနားလည်အောင်ရိုက်လိုက်ပြီဆိုရင်လေ့ကျင့်လိုက်ပြီဆိုရင်ကျွန်တော်အင်္ဂလိပ်စာအားလုံးရတော့ပါလိမ့်မယ်နော်လိုအပ်တဲ့ software လေးကိုကျွန်တော်တို့ဒီ pro လေးရဲ့အပေါ်မှာ link လေးနဲ့တင်ပေးထားပါတယ်ဒါလေး download လုပ်ပေးပါ okay ကျွန်တော် download လုပ်ပြီးတဲ့အစဉ်လေးကနေစပြီးတော့ပြောပါမယ်နော်ဒီလို download အခက်အခဲလေးရှိရင်လည်း messenger လေးမှာလာပြီးတော့မေးလို့ရပါတယ် okay download လုပ်ပြီးသွားပြီဆိုရင်เนี่ยကျွန်တော်တို့ down ထားတဲ့ typing software လေးကို computer ထဲကို install လုပ်ပေးရမယ်နော် install လုပ်ဖို့အတွက် down ထားတဲ့ file လေးကိုဘယ်နေရာမှာသွားရှာမလဲဆိုရင် desktop ပေါ်မှာရှိတဲ့ this pc ဆိုတာလေးကိုနှစ်ချက်နှိပ်လိုက်ပါနော်ပြီးသွားရင် download ဆိုတဲ့ folder လေးထဲဝင်ပါမယ်ဒီဘက်မှာလည်း download ဆိုတာလေးရှိတယ်ဒီဘက်မှာလည်း download ဆိုတာလေးရှိတယ်ဒီထဲပဲဝင်မယ်နော်ဒါလေးကိုဝင်လိုက်မယ် okay အခုလောလောဆယ်တော့ကျွန်တော်တို့အရင် down ထားတဲ့ file လေးတွေဖြတ်ထားတာဖြစ်တဲ့အတွက်ဒါလေးတစ်ခုလေးပဲပေါ်နေလိမ့်မယ်တကယ်လို့ကျောင်းသားတွေရဲ့ set ထဲမှာဆိုရင်ဟိုအရင်က down ထားတဲ့ file လေးတွေရှိတယ်ဆိုရင်လည်းဒီမှာအများကြီးပေါ်နေပါလိမ့်မယ်เนาะအဲ့ဒီကနေဘာကိုသွားရှာမလဲဆိုရင် type faster ဆိုတဲ့ software လေးဒီ file လေးကိုသွားရှာပါမယ်ပြီးတော့ install လုပ်ပါမယ်เนาะ install လုပ်တာလေးကလွယ်လွယ်လေးပါပဲဒီ file လေးကိုနှစ်ချက်လေးနှိပ်ပေးလိုက်ပါမယ်เนาะဒါလေးကိုနှစ်ချက်နှိပ်ပြီးတော့ next ဆက်တိုက်ဆက်သွားရမှာပဲเนาะပြီးတော့ဒီမှာ I agree ဆိုတာလေးကိုနှိပ်ပေးပါပြီးတော့ next stage ပဲဆက်သွားပါမယ်ပြီးတော့ install เนาะပြီးတော့ဒါလေးကို close လုပ်လိုက်ပါဒါလေးပဲပြီးသွားပြီပိတ်လိုက်တော့ကြည်ကပိတ်ဆိုရင်step menu ထဲမှာဒါ Windows 11ဖြစ်တဲ့အတွက်ကျွန်တော်တို့ step menu လေးကအလဲကောင်လေးမှာရောက်နေလိမ့်မယ်တကယ်လို့ကိုယ့်ရဲ့ set က Windows 10သုံးနေဆိုရင်ဒီဘက်ထိပ်ဆုံးမှာရှိလိမ့်မယ်เนาะဒါလေးက step menu လေးနှိပ်ပါပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ဘာရှာမလဲဆိုရင် type faster ဆိုတဲ့ software လေးရှာပါမယ်เนาะဒီနေရာမှာ typ type လို့ရိုက်ထည့်လိုက်ဒီမှာတွေ့ပြီเนาะ type faster ဒီ software လေးကိုဖွင့်လိုက်ပါမယ်ပြီးတော့ရင်ဘယ်ကနေစရိုက်မလဲဆိုရင်စပြီးလေ့ကျင့်မလဲဆိုရင်ကျွန်တော် lesson 1ကနေစပြီးတော့လေ့ကျင့်ပါမယ်ဒီဘောက lesson ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ် lesson block ကစမလဲဆိုရင် lesson 1ပါ okay ပြန်ပြပြမယ်နော်ပြန်ဖွင့်တာလေးက step menu လေးကိုနှိပ်ပါဒါလေးနော် step menu ထိပ်မှာလည်းရှိတယ်ဒီနားမှာလည်းရှိလိမ့်မယ် step menu ဒါလေးကိုနှိပ်ပြီးတော့ဒီဘာရိုက်ထည့်မလဲဆိုရင် type type လို့ပဲရိုက်လိုက်ပေါ်လာလိမ့်မယ်နော်တကယ်လို့လေဒါလေးကိုကျွန်တော်တို့ desktop ပေါ်မှာအလွယ်တကူနှိပ်လို့ရအောင် shortcut လေးတင်ထားခြင်းနဲ့ဆိုရင်သူ့ပေါ်ကိုညာ click နှိပ်
open file location ဆိုတာလေးကိုသွားပေးနော် open file location ဆိုတာလေးကိုနေပြီးသွားရင်ဒီမှာတွေ့ပြီတွေ့တဲ့အချိန်မှာညာကလစ်နဲ့ send to ဒီမှာ show more option တွေကိုသွားပေးအောင်နော်ညာကလစ်နဲ့တချို့ Windows 7တို့8တို့10တို့ဆိုရင်တော့တခါလေးညာကလစ်နဲ့လိုက်ရင် send to ဆိုတာလေးပေါ်လာလိမ့်မယ်ဒီလို Windows 10မှာတော့မပေါ်သေးဘူးဆိုရင်ဒီမှာ show more option ဆိုတာလေးကိုနေပြီနော်အဲ့တော့ Windows 11တို့10တို့8တို့ကဘာတွေလဲဆိုတာကိုနောက်သင်ခန်းစာလေးကြာကျွန်တော်အသေးစိတ်လေးပြောပြပေးမယ်နော်အခုလို့ဆိုပုံစံအနေထားလေးမတူတာလေးဖြစ်နေမှာဆိုလို့ဒါလေးကိုပြောပြပေးတာညာကလစ်နဲ့ send to desktop ဆိုပြီးတော့ပို့လိုက်မယ်ဒီလိုမနှိပ်လေရတယ်ဒါက desktop ပေါ်မှာဖုန်းနေလို့ဆိုရင်လွယ်ကူသုံးလို့ရအောင် screen ပေါ်မှာတင်တဲ့ပုံစံနဲ့အတူတူပါပဲဒီကနေသွားမလုပ်ချင်ဘူးဆိုလေကျွန်တော် program ထဲမှာ D1B type faster ဒီလိုရိုက်ထည့်ပြီးတော့လေသွားရှာလိုက်လို့ရတယ်ဒါကတော့အလွယ်ကူတင်လို့ရအောင်နော်အလွယ်ကူတစ်ခါလေးတန်းနှိပ်လို့ရအောင်တင်ပေးထားတာပါ okay ဒါလေးကိုနှစ်ချက်နှိပ်လိုက်မယ် lesson 1ကနေစရိုက်မယ်ရရမယ့်ပုံစံလက်တင်ရမယ့်ပုံစံလေးကလက်တန်းလေးကနေစတင်မယ် ASDF လက်တန်းလက်တကြွယ်လက်ကလေးလက်ညို့ဒီပုံစံလေးတင်ပါမယ် sorry ဒီပုံစံလေးတင်ပါမယ်လက်တန်းကဒီမှာတင်မယ်လက်တကြွယ်လေးကဒီမှာတင်မယ်လက်ကလေးကဒီမှာတင်မယ်လက်ညိုးကဒီမှာတင်မယ်ဒီဘက်မှာဆိုလဲတူတူပဲ JKL တင်ရမယ့်လက်ပုံစံလေးကတင်ရမယ့်လက်ပုံစံလေးကဒီလိုလေးနော်လက်တန်းလေးတင် ASDF JKL ဒီပုံစံတိုင်းလေးလက်လေးတစ်ချောင်းချင်းစီသွားတင်မယ်လက်မကဒီ space လေးပေါ်မှာတင်တာပေးပါတင်တဲ့ပုံစံလေးကျွန်တော်ပြပေးမယ် okay ဒီလိုလေးပေါ့ဒီလိုပုံစံလေး ASDF JKL လက်မလေးက space ဒီလိုပုံစံမျိုးလေးတင်ထားပေးမယ်ဒါလက်တင်တဲ့ပုံစံလေးနော်လက်လေးကဒီလိုလေးတင်လက်မလေးက space မြန်မာစာရိုက်အင်္ဂလိပ်စာရိုက်ဒီပုံစံလေးပဲတင်ရမှာအဓိကတော့လက်မမားဖို့အရေးကြီးပါတယ်ဒါဆိုကျွန်တော်တို့ဘယ်လိုအလွယ်တကူမှတ်လို့ရလဲဆိုရင်လက်ညိုးလေးနှစ်ချောင်းကိုပဲမှတ်ထားလိုက် F နဲ့ J ဘယ်ဘက်လက်ညိုးက F ပေါ်မှာတင်မယ်ညာဘက်လက်ညိုးက J ပေါ်မှာတင်မယ်ဒါဆိုကျန်တဲ့လက်လေးတစ်ချောင်းချင်းစီကသူ့ဘေးကက်ရက်လေးမှာလိုက်တင်လိုက်ရင်ရသွားပြီနော် ASDF JKL လက်မလေးက space တင် okay ဒါလေးတင်ပြီးသွားပြီနားလည်သွားပြီဆိုရင်ကျွန်တော်တို့ keyboard ကိုလုံးဝမကြည့်တော့ဘူးဒီအောက်ကိုလုံးဝမကြည့်တော့ဒီအောက်က keyboard ကိုလုံးဝမကြည့်တော့ဘဲနဲ့ဘာပဲကြည့်ရမလဲဆိုအပေါ်ပဲကြည့်ပြီးတော့ရိုက်ပါမယ်နော်အောက်ကို keyboard ကိုမကြည့်ဘူးပထမအဆုံးတစ်ခေါက်အနေနဲ့တော့ F ကဘယ်လက်နဲ့ရရမလဲမသိဘူးဆိုရင်လက်လေးတင်ကြည့်လိုက် F ကဘယ်ဘက်လက်ညိုးဆိုတာလေးသူပြပေးထားတယ်ဒါဆိုကျွန်တော်အပေါ်ပဲကြည့်ရမယ် F ဒီနေရာလေးကဘာလဲမသိဘူးအောက်ကိုတစ်ချက်ကြည့်မယ်ဒီနေရာကြီးကိုหนีပြထားတယ်ဒီနေရာက quality ဆိုတော့ကျွန်တော် space လေးကိုနှိပ်မယ်လက်မ space J ဆိုရင်ဘယ်လက်ရရမလဲမသိဘူးဒီမှာတစ်ချက်သွားကြည့် okay ညာဘက်လက်ညိုးဒါဆိုရင် J quality ဆိုရင် space J အောက်ကိုမကြည့်တော့ဘူးဒီအောက်ကိုလုံးဝမကြည့်ဘူးเนาะဒီအောက်ကိုကြည့်လိုက်နေရဆိုရင်ကျွန်တော်တို့ keyboard ကိုကြည့်လိုက်နေရတဲ့အတူတူပဲဖြစ်မှာဖြစ်တဲ့အတွက်အလို့ရမှာမဟုတ်ဘူးကျွန်တော်တို့အဓိကအခုလေ့ကျင့်တာကစက်လုံးလေးတွေမှန်အောင်ရယ်ဒီစက်ကလုံးလေးတွေကိုအလို့ရအောင်ရယ်လေ့ကျင့်တာဖြစ်တဲ့အတွက်ဒီအောက်ကိုလုံးဝမကြည့်ဘူးစက်ကလုံးအသစ်ကလေးတွေပါလာတယ်ဆိုရင်တော့အောက်ကိုတစ်ချက်ကြည့်ဘယ်လက်နဲ့ရရမလဲသိအောင်ကြည့်မယ်ပြီးတော့ရင်အပေါ်ပဲကြည့်ရိုက်ပါမယ်နော်ဒါဆိုရင် F ပြီးတော့မှားသွားရင်ကျွန်တော်တို့မှားပြီးတော့နှိပ်လိုက်ရင်ဒီမှာစက်လုံးလေးหนีသွားလိမ့်မယ်หนีသွားတယ်ဆိုရင် back space ဒီခလုတ်လေးကိုနှိပ်ပြီးတော့ဖြတ်ပါနှစ်ခုမှားရင်နှစ်ခုဖြတ်ပါနော်okay ဒီတိုင်းလေးဆက်ရိုက်သွားလို့ရပါပြီဒီမှာစက်ကလုံးလေးတွေကကြည့်ရတာသေးနေရဆိုရင်အပေါ်မှာ increase font size ဆိုတာလေးရှိတယ်ကျွန်တော်တို့တိုင်ရိုက်တဲ့အခါမှာအတန်လေးတွေပါနေရဆိုရင်အတန်မပါချင်ဘူးဆိုရင်ဒီမှာ play sound ဆိုတာလေးဖြုတ်ခဲ့လို့ရတယ်အတန်ထည့်ရိုက်ချင်တယ်ဆိုရင်ဒါလေးရိုက်ပါနော်ကျွန်တော်တို့အတန်လေးတော့ဖျောက်လိုက်မယ်click ဆိုတာနားရှုပ်လို့ဖျောက်ထားလိုက်မယ်နော်ပြီးတော့ဒါကတော့ font size လေးအကြီးသေးဒီမှာသွားပြီးတော့လုပ်လို့ရတယ်ပြီးတော့ရိုက်မယ် F ကွက်လက်ဆိုရင် space JF J space J ဒီတိုင်းလေးရိုက်လိုက်မယ်ဆိုရင် percent ကဘယ်လောက်ရောက်သွားပြီလဲဆို 2% ရောက်သွားပြီအဲ့တော့ 2% ရောက်သွားပြီကျွန်တော်ပုံမှန်တိုင်းဆက်ရိုက်ဒါကျွန်တော်နည်းနည်းကြော်လိုက်မယ်နော်ပြပြီးသွားရင်ဘယ်လိုလေးပေါ့လဲဆိုတာပြချင်လို့ပုံမှန်တော့ဒါဒီအကုန်လုံးအမှန်တိုင်းရိုက်ရမှာနော် J space J space F ဒီပုံစံတိုင်းလေးမှန်အောင်လေးရိုက်သွားအောင်မယ်နော်အောက်ကမကြည့်ဘူးအပေါ်ပဲကြည့်ရိုက်ပြပါဒီမှာရိုက်လိုက်မယ်let's 90ဒီပုံမှာ percent လေးကသွားနေလိမ့်မယ် lesson นี้အားလုံးပြီးဒီဒါလေးအားလုံးပြီးသွားပြီဆိုရင် 100% ရာခိုင်နှုန်းပြည့်သွားပြီဆိုရင် box ကလေးကြာလာလိမ့်မယ်အဲ့ချိန်ကျရင် redo lesson ရဲ့ next lesson ရဲ့ဆိုပြီးတော့နှစ်ခုပေါ်လိမ့်မယ်ကျွန်တော်တို့က next lesson ကိုသွားမယ်ဒီ lesson ကိုပြန်ကြိုးစရာမလိုတော့တချို့ကျတော့လေတိတ်မကြည့်သေးဘူးဒီ lesson လေးကိုပြန်ပြီးတော့နှိပ်ချင်တယ်ဆိုပြီးတော့ redo ဆိုပြီးတော့ပြန်နှိပ်ကြရရှိတယ်ဒါပေမဲ့ကျွန်တော်တို့ redo မလုပ်တော့ဘူး next lesson ကိုသွားမယ်ဘာကြောင့်လဲဆိုရင် lesson 2မှာလည်းဒီစလုံးလေးတွေကပြန်ပါမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နှစ်ခါပြန်ကျင့်စရာမလိုပါဘူးတစ်ခါဆိုရပါပြီနော်နှစ်ခါကျင့်အချိန်ကြီးအများကြီးကုန်နေလိမ့်မယ်အဲ့တော့ next lesson ကိုသွားပါဒါဆို lesson 2ရောက်သွားပြီ lesson 2မှာလည်းပုံမှန်တိုင်းလေးပဲဆက်ရိုက် JD အဲ့တော့ D ဆိုတာခုမှစပြီးတော့ရိုက်မယ်စလုံးအတစ်ကလေးဖြစ်တယ်မတည်သေးဘူးအောက်မှာသွားကြည့်ဒါဆိုရင်ဒီမှာလက်ကလေးလေးဘယ်ဘက်လက်ကလေးလေးဒါဆိုကျွန်တော်တို့ D ဘယ်ဘက်လက်ကလေးဆိုတာမှတ်မိသွားပြီအောက်ကိုလုံးဝမကြည့်တော့အပေါ်ပဲကြည့်ရမယ်နော်ဒီ equal ဆိုရင် space F D F G okay ရန်လေးဆက်ရိုက်သွားရုံပဲနော်အဲ့ဆိုဒီပုံစံတိုင်းလေးကျွန်တော် lesson 1ပြီးရင်2ပြီးရင်3 4 5 6ဘယ်လောက်ထိရိုက်မလဲဆိုတော့အကုန်လုံးအဆုံးထိရိုက်မယ်နော်ဒီအဆုံးထိရိုက်လို့ရတယ်ဒီ lesson လေးကတော့ပါမှာမဟုတ်ဘူးเนาะဒါကျွန်တော်တို့တည်တံ့ထည့်ထားတဲ့ lesson လေးဒီမှာ common word တွေလည်းအကုန်လုံးပါတယ်ပြီးတော့ရင်ဘယ်ထိရိုက်မလဲဆိုရင်ဒီ let ဆိုတဲ့ထိရိုက်မယ်เนาะအောက်ဆုံး custom လေးကတော့တကယ်လို့ကိုမကြည့်တဲ့စက်လုံးလေးတွေရှိတယ်ဆိုရင်ဒီမှာပြန်ပြီးတော့လေ့ကျင့်လို့ရတယ်ဥပမာ A နဲ့ပတ်သက်ပြီးတော့ရိုက်ချင်တယ်ဆို A လို့ရိုက်လိုက်ရင်ဒါ A ပါတဲ့ lesson လေးပေါ့เนาะ
custom B လို့ရိုက်ထည့်လိုက်ရင်ဒါပြပါတယ် lesson လေးတူပြပေးလိမ့်မယ်ဒါကတော့မကြည့်ဘူးဆိုမှာပေါ့နော် lesson 15လောက်ပြန်ရိုက်တယ်ဆိုရင်တော့အဆင်ပြေပါတယ်ဒီလို lesson တွေအားလုံးပြီးသွားလို့ဟိုတိတ်ပြီးတော့မမြန်သေးဘူးတိတ်ပြီးတော့မချောသေးဘူးလို့ထင်နေဆိုရင် lesson 15လောက်ပြန်လိုက်ရှေ့ဟာလေးတွေက15ကျတော့ sentence ပုံစံမျိုးလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ပုံမှန်စာရေးတူလိုပုံစံမျိုးဖြစ်မယ်ဒီကတော့စကလုံးလေးတွေက GGD ဒါဖတ်မရတဲ့ file လေးဖြစ်မှာဖတ်မရတဲ့ပုံစံမျိုးလေးဖြစ်မှာနော် okay ဒါဆိုကျွန်တော်တို့အကျုံအနေနဲ့ lesson ဘယ်လောက်ကနေစပြီးတော့လေ့ကျင့်မလဲဆို1ကနေစပြီးတော့လေ့ကျင့်မယ်ဘယ်လောက်ထိလေ့ကျင့်မလဲဆိုအကုန်လုံးရှိသမျှဟာတွေအကုန်လုံးလေ့ကျင့်မယ်နော်ဒါတွေအကုန်လုံးပြီးသွားလို့ရှိရင် game လေးကစားခြင်းပေါ့နော်အဓိကတော့ကျွန်တော်တို့ lesson အားလုံးပြီးသွားရင်တော့ရပါပြီဒီမှာ game ကစားခြင်း play game ဆိုတာလေးနေပြီးတော့ဒီ game လေးရိုက်ကြည့်လို့ရပါတယ်ဒါတော့အပြင်းပြေကစားခြင်းနဲ့ဆိုရင်ပေါ့နော် typing speed လေးကိုစမ်းခြင်းနဲ့ဆိုရင်ဒါလေးကစားကြည့်လို့ရတယ်okay ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ day 1အတွက် typing လေးလေ့ကျင့်ရမယ့်ပုံစံလေးနားလည်လောက်မယ်ထင်ပါတယ်နော်တကယ်လို့ကိုကအင်္ဂလိပ်စာရထားပြီးသားဆိုရင်ဒါလေးကိုအချိန်ပေးပြီးလေ့ကျင့်ကြရမလို့ day 2 ဆက်ပြီးတော့လေ့လာလို့ရပါတယ်နော်တကယ်လို့ typing မကျင့်ရသေးဘူးအင်္ဂလိပ်စာမရိုက်တတ်သေးဘူးဆိုရင်ဒီသင်ခန်းစာလေးနဲ့အချိန်ယူပြီးတော့လေ့ကျင့်ပါဒီ software လေးနဲ့နော်အချိန်ယူပြီးတော့လေ့ကျင့်ပါတကယ်လို့ကိုကအချိန်ပေးနိုင်ရင်တော့တရက်တည်းနဲ့ပြီးရပေါ့နော်အချိန်မပေးနိုင်ဘူးဆိုရင်တော့2ရက်3ရက်ကြာကောင်းကြာလိမ့်မယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးဘယ်နှစ်ရက်ကြာဒါလေးပြီးအောင်တော့လေ့ကျင့်ပေးပါနော်ကျွန်တော်ဒီတစ်ခုသင်ခန်းဒီ day 1 သင်ခန်းစာလေးထည့်ထားပေးမယ်တကယ်လို့ကိုကအချိန်မပေးနိုင်လို့2ရက်လောက်လေ့ကျင့်မယ်ဆိုလဲ2ရက်လောက်လေ့ကျင့်အဲ့ဒါပြီးတော့မှပဲ day 2 သင်ခန်းစာလေးကိုဆက်ပြီးတော့သွားပါအင်္ဂလိပ်စာပြီးမှမြန်မာစာသွားနော်မဟုတ်ဘူးဆိုရင်အင်္ဂလိပ်စာမရသေးဘူးဆိုရင်နောက်ထပ်မြန်မာစာရိုက်တဲ့အခါမှာပို့ပြီးတော့ခက်နိုင်လို့ပါနော် okay ဒါဆိုစပြီးတော့လေ့ကျင့်ကြည့်လို့ရပါပြီဒီအကုန်လုံးသင်ခန်းစာတွေအားလုံးပြီးသွားပြီဆိုရင်ဒီ video လေးရဲ့ comment မှာ group ရဲပေါ့နော်ဒီ video လေးရဲ့ comment မှာလာပြီးတော့ dance ဆိုပြီးတော့ရေးပေးပါနော်ဒါလေးပြီးသွားရင်နောက်ထပ်သင်ခန်းစာတွေဆက်ပြီးတော့လေ့လာလို့ရပါပြီအခက်အခဲလေးရှိရင် messenger လေးမှာကျွန်တော်တို့ messenger group လေးမှာလာပြီးတော့မေးလို့ရပါတယ်အားလုံးအဆင်ပြေလောက်မလို့လည်းထင်ပါတယ်အဆင်ပြေပါစေခင်ဗျာ